မမောဘူးစိုက်တဲ့လောက်မင်းသမျှကိုအကုန်လုံးပြန်ဖြည့်ပေးမယ်နော်ဒီမဲ့တပူးဘလောက်လဲတဲ့ new skin facial foam ဒီဟာလေးတွေရဲ့ဈေးနှုန်းလေးကိုမေးထားတာဈေးနှုန်းကိုဖြည့်လို့ TikTok ကဘန်းမယ်ဆိုလို့ရှိရင်လေအဘန်းခံထိရင်ထိပါစေတော့ကျမရဲ့ customer လေးတွေစိတ်ချမ်းသာဖို့ရအတွက်အဓိကအရေးကြီးဆုံးပဲနော် customer is first ပဲကျမတို့ကဆိုလို့ရှိရင်တော့ကဲတပူးဘလောက်လဲဆိုတဲ့အခါကျတော့ဒီ new skin facial foam အယောင်400ဝဲကြမယ်တပူးကို150 gram ပါတယ်4လဒါမှမဟုတ်5လစိတ်ကြိုက်သုံးလို့ရတယ်တပူးကိုမှမြန်မာငွေ22,000ကျပ်ထဲပါနော်ဘယ်အယောင်မဲရွေးဘယ်အယောင်မဲယူဘယ်ဘူးကိုပဲယူတပူးကိုမှမြန်မာငွေ22,000ကျပ်ထဲပါတခုရှိတယ်နော်ကိုယ့်ရဲ့မျက်နှာအသားရည်နဲ့တင့်တော်ရကတော့ရွေးချယ်ဝယ်ယူပါကိုယ့်မျက်နှာအသားရည်နဲ့ကိုက်ညီတာကိုတစ်ချရွေးချယ်ဝယ်ယူပါအားရောင်လေးအရေးကြောင်းရှိပြီးတော့မျက်နှာအသားချအသားပတ်တဲ့သူတွေအတွက်ခရမ်းရောင်ဝက်ချံအစီပူအစီပြန်ဆောက်ဝက်ချံချွေးပေါင်းကျဲတဲ့သူတွေအတွက်ခဲရောင်အစီပြန်ပြီးဝက်ချံထွက်တဲ့သူအမဲဆက်ပြောက်ပြီးမျက်နှာဖြူရှင်တဲ့သူတွေအတွက်အစိမ်းရောင်စီကာလေးဘာနဲ့မှတမ်းမတက်ဘူးဘာမှလိမ့်လို့မရဘူးဘာမှမျက်နှာပေါ်တင်လို့မရဘူးဆိုတဲ့သူတွေအတွက်ကဲတပူးကိုမြန်မာငွေ22,000ကျပ်ပါကိုမျက်နှာအသားရည်နဲ့တင့်တော်ရကိုရွေးချယ်ဝယ်ယူပါနော်